ဒီနေ့ကတော့ဘာသာစာရေးဝင်ရေးနေအကြောင်းပြောပြတယ်။တော့တလုံးနဲ့ရေးရတဲ့အချိန်မှာဘာသာစာ၃ခုအတူတူပဲ။ဆက်ရေးရတဲ့အချိန်မှာဂျားထဲမှာရေးရတဲ့အချိန်မှာတော့ဘာသာစာနိုးရအဲ့ဒီ၅ထောင်အတူတူပဲ။အဲ့တော့ပထမဆုံးပြောပြပြီးမှဘာသာစာတလုံးနဲ့ဘယ်လိုရေးရလဲဆိုတဲ့အရာဘာသာစာတစ်လုံးနဲ့ရေးရရင်တော့ဒီပုံစံနဲ့ပဲရေးရမယ်။ဘာအနေနဲ့တာအနေနဲ့အပြောက်ပဲဟောရေးပုံရေးနေရစင်30နဲ့ရေးရတယ်။ဒီရှုရှာအသေးလေးရေးမယ်။ပြီးရင်ဒီအောက်ကိုဆွဲပြီးရင်ပေါ်တက်ချက်ကြည့်ကြည့်မယ်နော်။ဒါမျိုးလေးရေးမယ်။ပြီးပြီဆိုရင်ဒီအောက်ကနေဒါမျိုးလာမယ်ပြီးရင်တော့အဲ့မျိုးဘာလို့အဲ့လို30ရေးရတယ်သူဒီအစမြင်းနဲ့နည်းနည်းလေးလွတ်နေမယ်နော်ဒါမျိုးမဟုတ်ဘူးเนาะအဲ့လိုမျိုးမဟုတ်ဘူးဒါမျိုးပုံစံနဲ့ရေးရမှာဒါဘာကိုရေးတဲ့ပုံစံတစ်လုံးနဲ့ရေးတဲ့အချိန်မှရေးရတဲ့ပုံစံတကယ်လို့ဘာအစာစလုံးပြင်မယ်ဆိုရင်ဒီပုံစံရေးရတယ်တော့အစာစလုံးမှာရေးရတဲ့ပုံစံတွေကအများကြီးရှိတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဒါမျိုးရေးရတယ်ရှိတယ်ဒါမျိုးရေးရတယ်ရှိတယ်ဟုတ်ပြီဟာရီပိုင်းနဲ့လာရင်ဒီပုံစံဒါမျိုးစာရှိသဖြင့်ဘာရဲ့ထိတ်ကစာစလုံးကနည်းနည်းပုံစံအများကြီးရေးရအဲ့ဒီအကြောင်းအကျေတဝင်နောက်မှရှင်းပြလောလောဆယ်မှာဒီပုံစံတစ်ခုပဲမှတ်ထားလိုက်အစမှာဒီပုံစံနဲ့ရေးရတယ်သူ့ရဲ့ရေးပုံကြောင့်အစင်း20နဲ့ရေးရတယ်ဒါမျိုးရင်လာမယ်ပြီးဒါပဲဒါအစားစလုံးရေးရတဲ့ပုံစံပြီးရင်အလေစလုံးရေးရတဲ့ပုံစံကြတော့ဒီပုံစံနဲ့ရေးရတယ်အဲ့တော့သူရေးရမယ့်ပုံစံတော့ဒါတစ်ဆင့်ပဲရှေ့ရဒီလိုလာမယ်လာတဲ့ဟာကိုဒီလို OY လေးနဲ့ဆက်မယ်ဒီမှာဥပမာရေးပြထားတယ်နောက်တစ်လုံးရေးပြမယ်ဒါလေမှာရေးရတဲ့ပုံစံနောက်ဆုံးရေးရတဲ့ပုံစံကဒီတိုင်းပဲနောက်ဆုံးရေးရတဲ့ပုံစံကဒီတစ်လုံးလေးရေးရတဲ့ပုံစံကိုဒီကောင်လေးဖြတ်လိုက်တယ်ဒီထိတ်ကဒီဟာလေးဖြုတ်ပြီးရေးရတာပဲကျန်တာနောက်ကရေးရတဲ့ပုံစံကအတူတူပဲ20နဲ့ရေးရထိတ်ကဒီတစ်စင်းမပါတော့ဟုတ်ပြီနော်လေ့ကျင့်ငန်းလုပ်မယ်ဆိုရင်ဒါမျိုးလေးလိုက်ပြီးတော့လေ့ကျင့်ငန်းလုပ်လို့ရတယ်အားလုံးပဲအဆင်ပြေကြပါစေ